ဒီအသက်ဒီရွယ်မှာအချစ်အကြောင်းပြောရမည်ဆိုရင်တော့အေးမြတည်ငြိမ်သောမေတ္တာအရင်ခံသည့်အချစ်စစ်အကြောင်းကိုသာပြောခြင်းမိပါတော့သည်အချစ်ဆိုသည်ကိုလူတို့ကအဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြရာကျမကတော့အချစ်စစ်ဆိုသည်မှာအေးမြသောမေတ္တာကနေမြစ်ပြားခံပြီးစီစဉ်ခဲ့သည်ဟုဆိုခြင်းပါသည်စေကျော်တဲ့အရွယ်တုန်းကတော့ရင်ခုန်တိမ်မှုသောညှို့ယူဆွဲငင်သောတွေ့ဝေမျိုးသိသောလွမ်းမောတန်းတာရသောဝေဒနာမျိုးစုံနှင့်အချစ်ကိုခံစားမှုသည်ပေါ့အချစ်ဆိုသည်နှင့်သူဤဖွားဘက်တော့အလွမ်းကလည်းအနောက်မှထက်ချက်မကွာလိုက်ပါလာတော့ဤချစ်တဲ့သူတိုင်းလွမ်းမှုကြမည်ပဲလွမ်းမှုသူတိုင်းလည်းတန်တာတက်လိမ့်မည်တန်တာမှုမပါသောအလွမ်းဟုသည်မရှိစကောင်းထို့အတူမလွမ်းမှုသောအချစ်ဟုသည်လည်းမရှိစကောင်းပါပဲကျမတူဦးတဲ့အတွက်ဆိုရင်ဖြင့်အလွမ်းရင်လေအချစ်ညင့်လေဟုပင်တင်စားခြင်းမိပါသေးသည်ကျမအချစ်သည်အလွမ်းတော်ထဲ၌ကာလရှည်ကြာစွာမြင့်မျောနေခဲ့ရ၍ဖြစ်၏မငိုဘူးသောမျက်လုံးများသည်အလှစစ်ကိုရှာမတွေ့နိုင်သလိုမလွမ်းဘူးသောအချစ်သည်ညံ့နိုးမှုအမှန်ကိုတန်ဖိုးမသိနိုင်ဟုကျမကထင်မိပါသည်ဒီတော့ဆိုကြပါစို့အချစ်သည်အလွမ်းကြောင့်ပိုနှင့်သည်တွေ့ငင်လာသည်ဆိုပါလျင်အလွမ်းဤနှင့်သည်မှုသည်အချစ်ပေါ်တွေ့ငင်မှုနှင့်ဓာတ်ရိုက်အချိုးကျမည်ပဲမဟုတ်ပါလားသို့ပေမဲ့အလွမ်းတာရှိလာတော့သူ့ကြောင့်တိုးလာသောတွေ့တာမှုအထက်ထက်ကိုသတိထားမိလာရ၏အလွမ်းဆိုတာသာမရှိရင်အချစ်ပေါ်ဒီလောက်တွေ့တာတန်ဖိုးထားမိလိမ့်မည်လားဟုပင်တွေးမိခြင်းသည့်အထိပဲအလွမ်းဤတဲပိုးမှုဖြင့်အချစ်ကတန်ဖိုးတက်လာပြီးတကားလာတွင်တစုံတစ်ခုဤတန်ဖိုးကိုပြသနိုင်မှုတစုံတစ်ခုကနှိုင်းရှင်ချိန်ထိုးခံပေးနေ၍သာဖြစ်ကြောင်းသတိထားမိလာတော့၏ဥပမာအချစ်ကညီမြကြည်နူးနှစ်သက်စရာကောင်းကြောင်းအလွမ်းဤနာကျင်ခံခဲ့မှုကိုခံစားရမှပိုသိလာသလိုအချစ်ကိုမတွေ့မမြင်ရ၍လွမ်းဆွတ်တန်းတားရလေအချစ်ကိုမြင်တွေ့ခွင့်လေးရအောင်ကြိုးစားမိလေနှင့်ပိုတန်ဖိုးသိလာသလိုဒီလိုနှင့်တငယ်ချင်းများကြားတွင်ကျမကအလွမ်းမင်းသမီးအချစ်ဆံပြကြီးဖြစ်မှန်းမသိဖြစ်လာရတော့သည်ပေါ့